မင်္ဂလာပါဒီနေ့မှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမှာရှိတဲ့နာမည်ကြီး Batu Caves ကိုသွားပြီးတော့လက်ပတ်ထားတဲ့ဗီဒီယိုလေးကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် Batu Caves ကကွာလာလမ်ပူမြို့ကနေပြီးတော့ကားနဲ့သွားမယ်ဆိုလို့ရှိရင်မိနစ်20လောက်ပဲကြာပါတယ်เนาะအဲ့ဒီတော့ Grab အလွယ်တကူငှားပြီးတော့သွားလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း KTM train နဲ့သွားလို့ရှိရင်လည်းရပါတယ်ဘယ် train station ကနေပြီးတော့စီးပြီးတော့ဘယ် station မှာဆင်းရမယ်ဆိုတာလေးကိုတော့ဗီဒီယိုလေးမှာကြည့်ပေးပါเนาะဒီ Batu Caves ကလိုမျိုးအလွယ်တကူသွားလို့ရတာအကြောင်းမလို့အချိန်လဲသိပ်ပေးစရာမလိုပဲနဲ့2နာရီ3နာရီလောက်ပဲအချိန်ပေးရဆိုလို့ရှိရင်တော့မှသွားပြီးလေလို့ရတယ်ပေါ့နော်ဟိုအေးစစ်စစ်နေကြတယ်ဆိုလို့ရှိရင်တော့ဒီတစ်ဝက်လောက်အချိန်ပေးပြီးတော့သွားပြန်လုပ်လို့ရပါတယ်ဒီ Batu Cave ကဆိုလို့ရှိရင်ဟိန္ဒူဘာသာရေးနဲ့တဘာဝအလှတရားတွေကိုပေါင်းစပ်ထားတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်နော်အားလုံးပဲတူတူလဲကြည့်ကြရအောင်ဒီ Batu Caves မှာတွေ့ရတာဆိုလို့ရှိရင်ကတော့ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့ဟိန္ဒူဘုရားရုပ်တုတွေကတခုဖြစ်တဲ့ရုပ်တုကိုတွေ့ရမှာပဲဖြစ်ပါတယ်သူ့ရဲ့အမြင့်ပေကပေ140ကျော်ရှိပြီးတော့ဒီလိုမျိုးရွှေရောင်တောက်ပြောင်နေရပေါ့နော်အပြင်မှာဆိုလို့ရှိရင်တော်တော်ခမ်းနားပါတယ်Batu Caves တွေကိုဝင်ဖို့ဆိုလို့ရှိရင်တော့ဒီတောင်ရဲ့အောက်ခြေကနေပြီးတော့အဆင့်282ဆင့်ရှိတဲ့လေကားတစ်တွေကိုတက်ရမှာပဲဖြစ်ပါတယ်လေကားတစ်တွေကနည်းနည်းတော့များတဲ့အတွက်ကြောင့်မလို့အပေါ်မရောက်ခင်မှာနည်းနည်းတော့ပြင်မှန်းတယ်လို့ဖြစ်ပေမဲ့လို့အပေါ်ရောက်သွားရဲဆိုလို့ရှိရင်အမြင့်ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းကြောင့်မလို့လူတွေကိုပြင်မှန်းတာကိုမေ့သွားစီမှာဖြစ်ပါတယ်ဒီ cave အတွင်းကိုဝင်လိုက်တယ်ဆိုလို့ရှိရင်တော့ဟိန္ဒူဘုရားကျောင်းနဲ့ဘာသာရေးအခမ်းအနားတွေပြုလုပ်နေရအောင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီတဘာဝကျောက်တောင်အတွင်းမှာဘုရားကျောင်းတစ်ခုတည်ရှိနေတာကအရန်ကိုထူးခြားတဲ့သူ့ရဲ့ Batu Caves ရဲ့ထူးခြားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်နော်။ဒီနေရာမှာတတိထားမှာတခုကတော့သူကဒီနားမှာမြောက်တွေရှိတယ်ပေါ့နော်။အဲအားကြောင့်မလို့ကိုကအစားအစာတွေဖုန်းတွေကိုမှတခြားပစ္စည်းတွေမဟုတ်စားတွေလက်ထဲကနေကင်ဝါတာထက်စားလို့ရှိရင်တော့အိတ်ထဲကိုထည့်သွားတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီ Batu Caves မှာနောက်ထပ်တတိထားမှာတော့အဝိစာပေါ့နော်သူကဘာသာရေးနေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အဝိစာတော့သူကအတူအပြတ်တွေဝစ်ဖို့ခွင့်မပြုပါဘူးအဲဒါကြောင့်မလို့ဒီအပေါ် Batu Cave ကိုတက်ခင်မယ်ဆိုလို့ရှိရင်လေကားတစ်ပေါ်မတက်ခင်ကလေးကကိုကအဲ့လိုမျိုးတကယ်လို့အတူဝစ်လာမိရဆိုလို့ရှိရင်တော့ပဝါတို့အဲ့လိုမျိုးနည်းနည်းရှည်တဲ့ဟာလေးတွေနဲ့ပတ်ပြီးတော့တက်သွားရမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ပြီးတော့ကြည့်ရှုပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးပဲအထူးတင်ရှိပါတယ်